ကျွန်တော်တို့လူသားတွေဒါအချိန်ဆိုတဲ့အရာကိုနောက်ပြန်သွားလို့ရရင်အတိတ်ကပြုလုပ်ခဲ့တဲ့အမားတွေနဲ့တချို့ကိစ္စတွေကိုပြန်ပြင်မိကြမှာပါဒါပေမဲ့လည်းတချို့သောအမားတွေကအဲ့လိုအစွမ်းမျိုးရှိရင်တော့ပြန်ပြင်လို့မရပဲကချမားအစတွေကစီရင်ထားပြီးသားကိစ္စတွေဖြစ်နေတတ်ပါတယ်ဒါကတော့အချိန်ကိုနောက်ပြန်သွားနိုင်စွမ်းရှိတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းဖြစ်ပါတယ်သူ့နာမည်ကတော့တင်ဖြစ်ပြီးအင်္ဂလန်ရှိကွန်ဝေါမြို့လေးမှာမိသားစုနဲ့အတူတာမန်ဘဝလေးကိုအေးချမ်းစွာဖြတ်သန်းနေပါတယ်တင်ရဲ့ဖေချင်းကတော့အငိမ့်စားပါမောက်ခတူဖြစ်ပြီးအမဲစာအုပ်ဖတ်နေတတ်ကနေကင်းဆိုရင်တော့တင်နဲ့အတူတင်းနစ်စွန်နေတတ်ပါတယ်အမေဖြစ်သူမယ်ရီကတော့ယောက်ျားဆန်ကအမဲအလုရှုပ်နေသူဖြစ်ပြီးအမဲတတရဝစ်စားကတနေ့တာကိုဖြတ်သန်းတတ်တဲ့ဒဲမွန်လို့ခေါ်တဲ့ဦးလေးတစ်ယောက်လည်းတင်းမှာရှိပါတယ်ညီမဖြစ်သူကတ်ထရင်းကတော့လူငယ်ပြီးဘာမှအရေးမထားပဲဘဝကိုလွတ်လပ်ပေါ်ပါစွာဖြတ်သန်းနေတတ်ပါတယ်တင်တို့မိသားစုမှာထူးဆန်းတဲ့အကျင့်လေးတွေလည်းရှိပါတယ်ဥပမာလက်ဖက်ရည်ကိုနေတိုင်းကန်းကျင်မှာတောက်တာမျိုးရဲ့နှွေမိုးဆောင်ရာဒီဥတုတွေဘလို့ပဲဖြစ်နေပါစေတောက်ကြနေရောက်တိုင်းခြံထဲမှာရုပ်ရှင်မဖြစ်မနေကြည့်ကြပါတယ်။ဒါအပြင်နေ့တစ်ကူပါတီကိုလည်းတင်တို့အိမ်မှာပဲနေ့စဉ်နေ့တိုင်းကျင်းပလေးရှိပါတယ်။အသက်22နှစ်ပြည့်သွားပြီဖြစ်တဲ့တင်ကဒီနေ့ပါတီမှာတော့ရီစာတစ်ယောက်လောက်ရအောင်လုပ်မယ်လို့အားခဲထားပါတယ်။ဒီလိုနဲ့ပါတီစားတဲ့အချိန်မိန်းကလေးတစ်ယောက်ကိုစကားပြောဖို့တော့ရှက်နေတဲ့တင်ကိုဗန်မိန်းကလေးမှစိတ်ဝင်စားပဲပိုလီဆိုတဲ့ရွက်ချမ်းကြီးတစ်ယောက်ဒါရေလာမြောင်းမေးလုံနေပြီတင်ကတော့နောက်တစ်ယောက်ရှိအောင်ပါဆိုပြီးလက်ထွက်ခဲ့ပါတယ်။ကက်သရင်းကတော့ဂျေမီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့အဆင်ပြေနေပြီးသူများတွေကနေချိန်မှာလည်းတင်ကတော့သူ့လိုဘယ်သူမှစိတ်ဝင်စားတဲ့ပိုလီနဲ့ပဲကနေရပါတယ်ဒီလိုနဲ့နှစ်တစ်ကူလိုကောင်တောင်းရင်နေချိန်ပိုလီကနမ်းကိုစူးစမ်းပြီးမှတင်ကတော့ရှက်ကိုရှက်ကန်နဲ့လက်ဆွဲနှုတ်ဆက်ပြီးလက်ပြန်ခဲ့ပါတယ်နောက်နေ့မနေ့အေးရနာချပြီးနိုးလာတဲ့တင်ကိုဂျင်းကသူတို့မိသားစုရဲ့လိုဝက်ချက်တစ်ခုကိုပြောပြပါတယ်တင်ပါဝင်သူတို့မိသားစုမှာဝေးဖွားလာကြတဲ့ယောက်ျားလေးတွေဟာအသက်22နှစ်ရောက်ရင်အချိန်ကိုနောက်ပြန်သွားနိုင်စွမ်းရှိတယ်လို့ဂျင်းကဆိုပါတယ်။တင်းကမယုံမကြည်နိုင်ဖြစ်နေပေမဲ့ဂျင်းကနောက်ပြောင်နေဖို့မပေါ်ပဲသူတို့မကြုံမှုတဲ့အတိတ်ဒါမှမဟုတ်ရင်သူတို့တစ်ခါမှမရောက်ဘူးတဲ့နေရာကိုအချိန်ခီးသွားလို့မရပဲအချိန်ခီးသွားဖို့ဆိုရင်မောင်းတဲ့နေရာဥပမာအဝတ်ဗီဒီယိုရေချိုးကန်းလိုနေရာမျိုးတွေမှာကိုရောက်ချင်တဲ့အချိန်နဲ့နေရာကိုစိတ်ထဲကနေမျက်လုံးမိတ်ခါစဉ်းစားရမှာဖြစ်ပါတယ်။ခုချိန်ထိတင်ကဂျင်းနောက်နေတယ်ပဲထင်နေပြီးသူ့အဖေမှာကြောင့်တက်တေပြရန်အတွက်အဝတ်ဗီဒီယိုတစ်ခုတည်းကိုဝင်ကနယူးယောက်ပါတီညကိုစဉ်းစားနေလိုက်ပါတယ်။အချိန်ခဏကြာတော့မနေ့ရက်ဝတ်ထားတဲ့အဝတ်စားရည်နဲ့အတူပါတီဝဲရဆူညံတန်းတွေကိုကြားတာကြောင့်အဝတ်စားဝဲပါတီရှိရာအောက်ထပ်ကိုဆင်းခဲ့ပါတယ်။ပါတီမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေနဲ့လူတွေကအရင်ကသူကြုံခဲ့တဲ့အတိုင်းအတူတူပဲဖြစ်နေပြီးကောင်းတော့ရင်နေချိန်မှာတော့ပေါ်လီကိုရဲရင်စွာနမ်းနိုင်ခဲ့ပါတယ်။ဂျင်းပြောသလိုသူ့မှာအချိန်ကိုနောက်ပြန်သွားနိုင်စွမ်းရှိနေတာကိုသဘောပေါက်သွားပြီးဂျင်းနဲ့စကားပြောရန်အတွက်လက်ရှိအချိန်ကိုပြန်လာခဲ့ပါတယ်။ဂျင်းကတင့်ကိုအချိန်နောက်ပြန်သွားခြင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံတွေကိုပြောပြနေပါတယ်။အချိန်နောက်ပြန်သွားရမှာအရေးကြီးဆုံးအချက်ကငွေကြေးဒါမှမဟုတ်ကြော်ကြားမှုအတွက်ဒီစွမ်းကိုသုံးမယ်ဆိုရင်ရှစ်လိုမျိုးပိုတန်မှုရှိတဲ့အရာတွေကိုဆုံးရှုံးရမှာဖြစ်ပါတယ်။တင်ကတော့သူ့စွမ်းကိုအသုံးပြုပြီးကောင်မလေးတစ်ယောက်လောက်ရအောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့နွေရာသီအရောက်မှာတင်တို့အိမ်ကိုရှားလို့ဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။ရှားလို့ကကက်သရင်းရဲ့ရီစာဂျင်မီရဲ့ဝမ်းခွဲဖြစ်ပြီးနွေရာသီအားလိုက်ရဲ့အဖြစ်တင်တို့အိမ်မှာနလနေမှာဖြစ်ပါတယ်။ရှားလို့ကိုမြင်မြင်ချင်းကြွေသွားတဲ့တင်ကရှားလို့အထင်ကြီးအောင်အစွမ်းကိုကြိုးစားပါတော့တယ်။တဲ့ရဲ့ခြံထဲမှာနေဦးစားလုံးနေကြခြင်းရှားလို့ကတင့်ကိုသူမနောက်ကျော်ကိုလိုရှင်လူခိုင်းပါတယ်။မိန်းကလေးနဲ့စကားပြောဖို့တောင်ရှက်နေတဲ့တင်ကအယောင်ယောင်မမနဲ့ရှားလို့ကြောဖို့လိုရှင်တပူလုံးမောက်ချမိသွားပြီးအဆက်ကွဲသွားပါတယ်။ဒါပေမဲ့တင်ကအချိန်နောက်ပြန်သွားပြီးထပ်ကြိုးစားကြည့်ပါတယ်။ဒုတိယအချိန်မှာတော့အတွေ့အကြုံရှိသွားပြီဖြစ်တဲ့တင်ကရှားလို့ကိုစတိုင်ချချနဲ့လိုရှင်လူပေးနိုင်ခဲ့ပါတယ်။နွေရာသီတစ်လျှောက်လုံးရှားလို့အထင်ကြီးအောင်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပဲသူမပြန်မဲ့နောက်ဆုံးညမှာတော့ရှားလို့ကိုချင်းမိနေကြောင်ဝန်ခံခဲ့ပါတယ်။ရှားလို့ကတော့ကက်သရင်းပြောပြထားလို့တင်ရီစားကလာပြောနိုင်ကြောင်ကြိုသိနေပြီးခုလိုနောက်ဆုံးညမှာလာပြောတာဟာသူမကိုစော်ကားလို့ခံစားရပြီးစောစောလာပြောတဲ့နယ်လို့အားနာစွာမြင်လိုက်ပါတယ်။တင်ကတော့စိတ်မပူပဲနွေရာသီအလေလောက်ကိုအချိန်နောက်ပြန်ဆုပ်ပြီးရှားလို့ကြွေသွားစေမဲ့တော်ကီရေးနဲ့ဖွင့်ပြောလိုက်ပါတယ်။ဒါပေမဲ့ရှားလို့ကနောက်ဆုံးနေ့ကျမှဖွင့်ပြောတဲ့နယ်လို့ညင်လိုက်ပြန်တာကြောင့်တင်လဲကောင်းကောင်းစိုက်ကြပြီးလှည့်ပြန်ခဲ့ရပါတယ်။အဲ့ဒီမှာပဲတင်ကကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုအချိန်ခီးသွားပြီးချစ်လာအောင်လုပ်ယူလို့မရကြောင်းသဘောပေါက်သွားပါတယ်။ဒီလိုနဲ့တင်ရဲ့နွေရာသီချစ်စံလန်းလေးဟာပြီးဆုံးသွားပြီးသူ့ရဲ့ဘဝနဲ့အချစ်ကိုရှာဖွေရန်အတွက်လန်ဒန်ကိုရောက်လာခဲ့ပါတယ်။လန်ဒန်မှာတော့သူ့ဖေရဲ့တငယ်ချင်းဖြစ်သူဟယ်ရီရဲ့အိမ်မှာနေပြီးဟယ်ရီကပြဿနာအတွက်ဇန်ညွန်ရေးပေးတဲ့လူတစ်ယောက်ဖြစ်ကလောကကြီးကိုကန်လန်းတိုက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။တင်ကတော့လန်ဒန်ရှိရှေ့နေရုံတစ်ခုမှာရှေ့နေအဖြစ်လုပ်ကိုင်နေပြီးလန်ဒန်မှာရှိနေစဉ်အတွင်းရီစာတစ်ယောက်လောက်ရအောင်ထားမယ်လို့စဉ်းစားထားပေမဲ့ပထမ6လအတွင်းတစ်ယောက်ထဲသာဖြစ်နေပါတယ်။လန်ဒန်မှာမိန်းကလေးတွေအများကြီးရှိပေမဲ့တင်ရဲ့ရုံးစင်းချိန်တွေကတော့ရိုရီဆိုတဲ့ရုံးကလှုပ်ဖို့ကိုင်မဲ့တစ်ယောက်နဲ့ပဲအဆုံးသတ်လေးရှိပါတယ်။ဒီနေ့မှာတငယ်ချင်းဖြစ်သူဂျေးခေါ်သွားတာကြောင့်ထူးဆန်းတဲ့ကော်ပီဆိုင်တစ်ခုကိုရောက်သွားပြီးအကော်ပီဆိုင်မှာဝက်ဆက်ရှင်ရလွှဲရင်ဒီဇိုင်းလို့အမောင်ချထားပြီးဇပွဲတိုးတွေကလည်းမျက်မမြင်တွေဖြစ်ပါတယ်။ပုံမှန်မိုင်းနေတဲ့ကော်ပီဆိုင်လေးထဲမှာပဲမယ်ရီနဲ့ဂျိုအန်နာဆိုတဲ့မိန်းကလေးနှစ်ယောက်နဲ့ဆုံလွှဲခဲ့ကြပြီး၄နာရီလောက်စကားပြောပြီးခဲ့ကြပါတယ်။
ထို့နောက်ကော်ဖီဆိုင်ကအပြန်မေးမျက်နှာကိုမြင်လိုက်ရတဲ့တင်ကချက်ချင်းပဲသဘောကျသွားပြီးဖုန်းနံပါတ်တောင်းခွင့်လိုက်ပါတယ်ထူးထူးဆန်းဆန်းကီမိုဆိုတဲ့ဇိုင်နာမလေးကိုကြိုက်တဲ့မေးကိုချစ်မိသွားတဲ့တင်ရဲ့အိမ်ပြန်လန်းတွေဟာတက်ကြွနေပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်ဟယ်ရီကတော့ပြဿနာတစ်ရဲ့အဖွင့်ညမှာတရုတ်ဆောင်တစ်ယောက်ကသူ့ရဲ့ဇာညွှန်းတွေကိုမေ့သွားလို့စိတ်ညစ်နေပါတယ်တနာကျင်နာလာတဲ့တင်ကအတိတ်ကိုပြန်သွားပြီးပြဿနာမစအခင်အဓိကတရုတ်ဆောင်ကိုသူ့ရဲ့စကားတွေကိုလေ့ကျင့်မှုပြောခဲ့ပြီးကူညီပေးတာကြောင့်ပြဿနာကအဆင်ပြေသွားပြီမဲ့အခြားတရုတ်ဆောင်တစ်ယောက်ကဇာညွှန်းကိုမေ့သွားပြန်ပါတယ်တင်ဟာပဲအတိတ်ကိုနောက်တစ်ခေါက်ပြန်သွားပြီးနောက်ွယ်ရတဲ့ဒဏ်ရာလောတွေကိုစားနဲ့ရေးပြီးပြလိုက်တာကြောင့်အဆင်ပြေသွားပြီးပြဿနာလည်းအောင်မြင်မှုရရှိခဲ့ပါတယ်ပြဿနာပြီးသွားလို့မဲကြီးကိုဆက်သွယ်ရန်ဖုန်းကိုထုတ်လိုက်ပေမဲ့မဲကြီးရဲ့ဖုန်းနံပါတ်ပျောက်ကွယ်သွားပြီဖြစ်ပါတယ်ပြဿနာစတင်တဲ့အချိန်နဲ့မဲကြီးနဲ့ညစာစားတဲ့အချိန်ကအတူတူပဲဖြစ်နေတာကြောင့်ဟယ်ရီကိုကူညီဖို့တင်အချိန်ခီးသွားခဲ့တာဟာမဲကြီးနဲ့ညစာစားခဲ့တဲ့အချိန်ကိုပျောက်ကွယ်သွားစေတာပဲဖြစ်ပါတယ်နောက်နေ့မနက်မှာတော့တင်ကဟယ်ရီနဲ့အတူမနက်စာစားနေပြီးဟယ်ရီကသူ့ရဲ့ပြဿနာအကြောင်းရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ပါတဲ့သတင်းစာတစ်စောင်ကိုတင်ကိုပြနေပေမဲ့တင်ကတော့မြို့ထဲမှာကျင်းပမဲ့ကီမိုရဲ့ပြပွဲအတွက်ကြော်ညာတစ်ခုကိုပဲသတိထားမိသွားပါတယ်မဲရီကကီမိုရဲ့ပြည်သက်တယောက်ဖြစ်နေတာကြောင့်ပြပွဲကိုတေချာဖို့လာမယ်လို့ထင်မှတ်ပြီးနေ့စဉ်နေ့တိုင်းပြပွဲကိုသွားဆောင်နေပါတယ်ဒီလိုနဲ့တပတ်အကြာမှာတော့ကက်သရင်းကပါကူဆောင်ပေးနေပြီးနောက်ဆုံးမှာတော့မေရီရောက်လာပါတယ်တင်ကမေရီကိုစကားပြောဖို့ကြိုးစားပေမဲ့စိတ်လှုပ်ရှားနေတာကြောင့်အလွဲလွဲချိုချိုဖြစ်နေပါတယ်နေကောင်းလာတွေ့ရတာဝမ်းသာပါတယ်စားတဲ့မေကွန်းအနေနဲ့အတူမေရီရဲ့နာမည်ကိုမေရီမပြောခင်ပြောလိုက်တာကြောင့်ပထမဆုံးအချိန်တက်ခောက်ပြီးပြန်လာရပါတယ်ဒုတိယအချိန်အာတင်မင်းထက်ကြိုးစားကြည့်ပေမဲ့တလွဲတွေပဲပြောနေတာကြောင့်အဆင်မပြေဖြစ်နေပါတယ်နောက်ဆုံးညီမဖြစ်သူကက်သရင်းအကူညီနဲ့မေရီနဲ့လမ်းလျှောက်ခွင့်လေးရသွားပြီးသူ့ကိုယ်သူပါကီမိုရဲ့ဖန်ကြီးစားလို့ဖော်လျှော်လုပ်လိုက်ပါတယ်ထို့နောက်မေရီတို့နဲ့အတူနေ့လည်စာစားနေတဲ့တင်ကမေရီမှာအေးစားရှိတာလို့မေးပြီးမေရီကလည်းရှိကြောင်းပြန်ဖြေပါတယ်မင်းမှာရေးစားမရှိပါဘူးလို့အတိအကျကြီးပြောနေတဲ့တင်ကိုမဲရီကလွန်ခဲ့တဲ့တစ်ပတ်ကပဲရှိသွားတာဖြစ်ကြောင်းပြန်ဖြေနေချိန်မဲရီရဲ့ရေးစားရူပတ်ဆိုသူရောက်လာပါတယ်တင်ကမဲရီတို့ပြောသမျှကိုဘာမှစိတ်ဝင်စားတော့ပဲသူတို့နှစ်ယောက်ဘယ်အချိန်ဘယ်နေရာမှာတွေ့ခဲ့လဲဆိုတာကိုတော့မင်းနေပါတယ်တင်အကြောင်းမသိရတဲ့မဲရီတို့ကဇွန်လ18ရက်နေ့ဂျိုဟန်နာရဲ့ပါတီမှာတွေ့ခဲ့တာလို့ဖြေလိုက်ပါတယ်သူသိချင်တာသိသွားတဲ့တင်ကချက်ချင်းပဲအိမ်သာထဲသွားပြီးဂျိုဟန်နာရဲ့ပါတီကိုအချိန်နောက်ပြန်သွားလိုက်ပါတယ်ပါတီကိုရောက်တော့သူ့ကိုမေးခွန်းနဲ့မင်းနေတဲ့ဂျိုဟန်နာကိုမဲရီရဲ့တငယ်ချင်းမလို့ဖြေခဲ့ပြီးမဲရီကိုလိုက်ရှာပါတယ်ပါတီပွဲတွေကိုစိတ်ကုန်နေတဲ့မဲရီကိုတွေ့တော့တင်ကသွားနှုတ်ဆက်ပြီးရူပတ်မရောက်လာရင်ညစာစားဖို့ခေါ်ပါတယ်စာပိုင်းမှာကြောင်အန်းဖြစ်နေတဲ့မဲရီကိုမျက်မျက်လုံးလေးတွေကိုသဘောကျတယ်မျက်မျက်နှာပေါ်ကတခြားဟာတွေကိုလည်းသဘောကျတယ်နဲ့ကီမို့အကြောင်းပြောလိုက်တော့မှအဆင်ပြေသွားပါတယ်ဒီလိုနဲ့ညစာစားကြရင်တင်နဲ့မယ်ရီတို့နှစ်ယောက်တစားတစားရင်းနှီးလာပါတယ်။ပြန်လာတော့မယ်ရီကတင့်ကိုသူ့ကားစီလိုက်ဖို့ခိုင်းနေတာကြောင့်လိုက်ဖို့ခဲ့ပြီးတကယ်တော့မယ်ရီရဲ့ကားကသူမအိမ်မှာဖြစ်ပါတယ်။အန်င်းညမှာပဲတင်ကမယ်ရီနဲ့အတူသူ့ရဲ့လူပြိုပွားလေးကိုကုံဆုံးခဲ့ပြီးမိမရီနဲ့အခုမှထိတွေ့ဘူးတဲ့တင်ကတော့သူ့စွမ်းကိုအသုံးပြုက၃ချိန်တိတိမယ်ရီနဲ့အတူချစ်ကြည်နူးခဲ့ပါတယ်။မယ်ရီနဲ့မှအချစ်ကိုခံစားမှုတဲ့တင်ရဲ့ဘဝပြောစရာကောင်းခဲ့ပြီးနေရောက်သားမျက်စိအောက်ကပြတ်မခံပဲချစ်ခဲ့ကြပါတယ်။တင်ကမယ်ရီရဲ့အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီးဒီနေ့မှာတော့မယ်ရီရဲ့မိဘတွေလန်ဒန်ကိုအလဲပတ်ရောက်လာခဲ့ပါတယ်။တင်ထက်ပို့ပြီးမယ်ရီကပို့ပြီးစိတ်လှုပ်ရှားနေတာကြောင့်မယ်ရီမိဘတွေမေးသမျှကိုမယ်ရီကပဲဒိုင်းခံဖြေနေပါတယ်။ထင်ကြလာတော့မယ်ရီမိဘတွေနဲ့အဆင်ပြေသွားပြီးနောက်နေ့မနေ့ပြားဆက်ပွဲတစ်ခုကိုမယ်ရီမလိုက်တာကြောင့်တင်ကရိုရီနဲ့အတူကြည်နေပါတယ်။ပြားဆက်ပြီးလို့လူအုပ်တွေကြားထဲမှာတင်ရဲ့အချစ်ကိုရှားလို့ကိုတွေ့တာကြောင့်သွားနှုတ်ဆက်ပါတယ်။ရှားလို့ကညစာစားဖို့ခေါ်နေတာကြောင့်တင်ကညစာလိုက်စားခဲ့ပြီးအိမ်ကိုလည်းပြန်လိုက်ပို့ခဲ့ပါတယ်။ရေလာမြောင်းဝေးလုံနေတဲ့ရှားလို့ကြောင့်တင်ရဲ့စိတ်တွေကဝေခွဲမရဖြစ်နေပြီးနောက်ဆုံးမှာတော့ရှားလို့ကိုနှုတ်ဆက်ကမယ်ရီစီအပြေးပြန်ခဲ့ပါတယ်။ရှားလို့နဲ့ရှိနေချိန်ခဏလေးမှာတင်တဘောပေါက်သွားတာကမယ်ရီကြောင့်အချစ်ဆိုတာကိုခံစားတတ်သွားပြီးမယ်ရီရှိမှပဲသူ့ဘဝပျော်ရွှင်နိုင်မယ်ဆိုတာကိုပဲဖြစ်ပါတယ်။အိမ်ရောက်တော့အိတ်နေတဲ့မယ်ရီကိုအတင်းနိုဘီလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။လူအများကြားထဲမှာလက်ထပ်ခွင့်တောင်းခံရတာကိုမကြိုက်ဘူးဆိုတဲ့မယ်ရီကြောင့်သူငားလာတဲ့တီးဝိုင်းနေတဲ့လူတွေကိုလည်းပြန်လွတ်ခဲ့ရပါတယ်။နောက်နေရာဒီမှာတင်ရမယ်ရီကိုမိဘတွေနဲ့တွေ့ဖို့အိမ်ခေါ်သွားပါတယ်။တစ်ချိန်တည်းမှာပဲမယ်ရီကတင်ရဲ့အမေနဲ့ပုံကိုရင်းနှီးလာပြီးတင်ကတော့သူ့အဖေနဲ့တင်းတင်းဆော့လက်စကားပြောလိုက်တဲ့အချိန်တွေကိုကုံဆုံးခဲ့ပါတယ်။ကက်သရင်းနဲ့လည်းတွေ့ဆုံခဲ့ပြီးကက်သရင်းကလန်ဒန်မှာသူမရဲ့ဘဝကအဆင်မပြေဖြစ်နေပြီးဂျင်မီနဲ့လည်းလမ်းခွဲလိုက်ပြီလို့ပြောပါတယ်။ညစာစားချိန်မှာတော့တင်ကမယ်ရီမှာကိုဝင်ရှိနေပြီဖြစ်ပြီးမကြခင်သူတို့လက်ထပ်တော့မှဖြစ်ကြောင်းပြောလိုက်တဲ့အတွက်တမိသားစုလုံးဝမ်းသာသွားပါတယ်။တင်အတွက်ကြာမင်းစွာစောင့်မျှော်နေခဲ့ရတဲ့နေ့တစ်နေ့ဟာနောက်ဆုံးတော့ရောက်ရှိလာပြီးသူတို့ရဲ့မင်္ဂလာပွဲရာချစ်ဆက်လန်းတွေရေမောသံတွေနဲ့အတူအောင်မြင်စွာပြီးဆုံးသွားပါတယ်။သူတို့လက်ထပ်ပြီးလငငယ်ကြာမှာပဲမယ်ရီကသူတို့ရဲ့သမီးလေးပိုစီကိုမွေးဖွားခဲ့ပါတယ်။တက်တောင်းတက်တာနေထိုင်နိုင်မှုပိုကြီးတဲ့အိမ်တစ်လုံးကိုပြောင်းရွှေ့ခဲ့ကြပြီးတင်ဟာဖခင်ကောင်းတယောက်ခင်မွန်းကောင်းတယောက်ဖြစ်နေမယ်ရီသူသမီးလေးပိုစီတို့နဲ့အတူဖြတ်တန်းနေတာကြောင့်အချိန်ခီးသွားတာကိုတောင်မလုပ်ဖြစ်တော့ပါဘူး။ပိုစီရဲ့ပထမဆုံးမွေးနေ့မှာတော့နှစ်ဖက်မိဘတွေနဲ့အတူဟယ်ရီရိုရီယိုနဲ့အတူကျင်းပခဲ့ပါတယ်။ဒါပေမဲ့ကက်သရင်းကပါတီဝဲကိုရောက်မလာတာကြောင့်တင်ဟာစိတ်ပူနေပြီးခဏကြာတော့ခေါင်းလုံးနဲ့မြည်လာပြီးဂျင်မီရောက်လာပါတယ်။တင်ကဂျင်မီကိုကက်သရင်းရောလို့မေးတော့သူနဲ့စကားများပြီးအီရဲ့မူးအောင်တော့ကတင်ရဲ့အိမ်ကိုကားနဲ့ထွက်သွားတာကြောင့်သူလည်းဒီကိုလိုက်လာခဲ့ကြောင်းဖြေပါတယ်။တကယ်တော့ကက်သရင်းကတင်တို့စီလာနေရင်မူးနေတာကြောင့်ကားရစီးနဲ့ဝင်တိုင်းမိကဆေးရုံရောက်နေတာဖြစ်ပါတယ်။ဆေးရုံပေါ်မှာဒဏ်ရာတွေနဲ့လဲနေတဲ့ကက်သရင်းကိုတင်ကစိတ်မကောင်းစွာကြည့်ပြီးသူမကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။
accident မဖြစ်ခင်အချိန်ကိုပြန်သွားပြီးသူကိုယ်တိုင်ကက်သရင်းကိုသွားကြိုခဲ့ပါတယ်ကက်သရင်းရဲ့အခြေအနေကိုမေရီနဲ့တိုင်ပင်ကြည့်တဲ့အခါကက်သရင်းကလန်ဒန်ရောက်ပြီးတဲ့အခါရီစားဖြစ်သူဂျင်မီကအမြဲအရက်တောက်နေတာကြောင့်နေ့တိုင်းရန်ဖြစ်နေရပြီးစိတ်ညစ်နေရတာသူကိုယ်တိုင်ကပါအရက်ဆွဲနေတာလည်းဖြစ်ပါတယ်တကယ်လို့ကက်သရင်းကိုကက်တင်ဂျင်မာကသူကိုယ်တိုင်ပဲကက်တင်နိုင်မှာဖြစ်ကြောင်းမေရီကဆိုပါတယ်တင်ကတော့လက်မခံပဲသူညီမကိုကက်တင်ရန်အတွက်ကက်သရင်းနဲ့အတူဂျင်မီနဲ့မတွေ့ခင်နူးရီးယားပါတီညကိုအချိန်ခီးသွားခဲ့ပါတယ်တင်ရဲ့အစီအစဉ်ကပါတီမှာကစ်ကတ်ကိုဂျင်မီနဲ့မတွေ့အောင်စီစဉ်ဖို့ဖြစ်ပေမဲ့ဂျင်မီကတော့ကစ်ကတ်ကိုမတွေ့တာကြောင့်အခြားကောင်မလေးတယောက်ကိုကြောင်နေပါတယ်။ဒါကြောင့်စိတ်မထိန်နိုင်တဲ့ကစ်ကတ်ကလူကြားထဲမှာပဲဂျင်မီကိုထိုးကျိတ်ခဲ့ပါတယ်။တင်ကကက်သရင်းကိုခေါ်ကမူလအချိန်ကိုပြန်သွားခဲ့ပြီးအတိတ်မှာကက်သရင်းကဂျင်မီနဲ့မတွဲခဲ့တာကြောင့်ယခုအချိန်မှာတော့သူမကိုတစ်ဖက်သက်ကြိုက်နေတဲ့ဂျေးနဲ့ချစ်သူတွေဖြစ်နေပါတယ်။အရာအလုံးကအဆင်ပြေနေပြီးကက်သရင်းကလည်းဂျေးနဲ့အဆင်ပြေနေတာကြောင့်တင်တယောက်ပျော်ရွှင်စွာပဲအိမ်ကိုပြန်ခဲ့ပါတယ်။အိမ်ရောက်တော့မယ်ရီကိုအကုန်အဆင်ပြေကြောင်းပြောပြပြီးသမီးလေးပိုစီကိုကောက်ချီလိုက်ပြီးမယ်ပိုစီမိုပဲတခြားကလေးတယောက်ဖြစ်နေပါတယ်။တင်းကနားမလည်နိုင်ဖြစ်နေပြီးပိုစီမိုရဲ့အချိန်ကိုပြန်တော့ကဂျင်းကိုမေးကြည့်ပါတယ်။ဂျင်းကလူတယောက်မွေးဖွားလာဖို့ဆိုရင်ဖခင်ရှီယာတုပ်ပွန်းနဲ့မိခင်ရှီယာမျိုးဦးတို့အချိန်ကိုက်ပေါင်းစည်းဖို့လိုအပ်တာဖြစ်တာကြောင့်အချိန်စက္ကန့်လောက်လေးလွဲသွားတာနဲ့တခြားတစ်ယောက်ပြန်သွားနိုင်ပြီးမွေးဖွားခြင်းတိတ်ဆုံးခြင်းကိစ္စတွေကိုသူတို့အနေနဲ့ထိန်းချုပ်လို့မရကြောင်းရှင်းပြပါတယ်။တင်းလည်းရွေးချယ်စရာမရှိတော့ပဲကက်သရင်းကိုကူညီရင်သမီးလေးပိုစီကိုရှုံးဆုံးရမှာဖြစ်တာကြောင့်မယ်ရီပြောခဲ့သလိုကက်သရင်းကိုသူကိုယ်တိုင်အားပဲကက်တင်နိုင်မယ်ဆိုတဲ့စကားကိုလက်ခံလိုက်ပါတယ်။တင်းနဲ့မယ်ရီတို့ကကက်သရင်းဘေးနားမှာထိုင်ဆောင်နေပြီးကက်သရင်းနိုးလာတဲ့အချိန်တင်ကဂျင်မီကိုဖြတ်ကအရက်ကိုလည်းတခါတည်းဖျက်ရမယ်ဖြစ်ကြောင်းပြောပါတယ်။ထို့နောက်သူမကိုငယ်ခဲ့ရတစ်ဖက်သက်ကြိုက်နေတဲ့တကယ်ရင်ဖြစ်သူဂျေးနဲ့တွဲတင်ကြောင်းကြံပေးပါတယ်။စိတ်ယုံကအိမ်ပန်ရောက်တော့တင်ကသူသမီးလေးကိုတွေ့ပြီးနောက်ထပ်ကလေးယူကိုမယ်ရီကိုပြောပေးမယ်။မယ်ရီကသူ့ဝလာမှာဆိုတာကြောင့်တွန်းဆုံနေပါတယ်။ဒီလိုနဲ့နှစ်အကြာမှာတော့ဒုတိယသားလေးနဲ့အတူတင်တို့ရဲ့မိသားစုဘဝလေးဟာပြည့်စုံနေပါတယ်။ထိုချိန်မှာပဲတင်ရဲ့မေရှိကဖုန်းခေါ်လာပြီးဂျင်းဟာနောက်ဆုံးအဆင့်ကင်ဆာရောဂါခံစားနေရတယ်လို့ဆိုပါတယ်။ဒါကြောင့်တင်မယ်ရီနဲ့ကက်သရင်းတို့ကကန်းကျင်းကိုအမြန်ဆုံးခီးထွက်ခဲ့ကြပြီးတင်ကသူ့ဖေရဲ့ကင်ဆာရောဂါဟာပြန်လည်ကောင်းမွန်လာတော့မှမဟုတ်ဘူးဆိုတာကိုသိခဲ့ရပါတယ်။ဂျင်းနဲ့စကားတွေအများကြီးပြောခဲ့ကြပြီးဂျင်းကဘဝမှာပျော်ရွှင်စွာနေထိုင်နိုင်ဖို့အရေးကြီးတဲ့လိုအပ်ချက်တွေကိုပြောပြခဲ့ပါတယ်။ပထမဆုံးအနေနဲ့နေ့တစ်နေ့ကိုတာမန်အတိုင်းဖြတ်တန်းရမှာဖြစ်ပါတယ်။လူသားတိုင်းကြုံတွေ့ရမယ်ဖြစ်တဲ့နေ့စဉ်လူနေမှုဘဝရဲ့စိုးရိမ်ပူပန်မှုရုန်းကန်လှုပ်ရှားမှုတွေနဲ့တင်းမာမှုတွေကိုရှောင်လဲဖို့မကြိုးစားပဲရင်ဆိုင်ဖြတ်တန်းရမှာဖြစ်ပါတယ်။ကိုယ်ရာတွေကြားထဲမှာပဲကျွန်တော်တို့ဘဝရဲ့ပျော်ရွှင်မှုတွေဟာပျောက်ကွယ်သွားတတ်ပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ထိုကုံဆုံးသွားတဲ့နေ့ရက်ကိုပဲဒုတိယအကြိမ်ပြန်လည်ဖြတ်တန်းရမှာဖြစ်ပါတယ်။ဒုတိယအကြိမ်မှာတော့ဖြစ်ပေါ်လာမယ့်အဆိုးကောင်းရလဒ်တွေကိုကြိုသိနေပြီဖြစ်တာကြောင့်ပထမအကြိမ်ကတော့စိုးရိမ်ပူပန်မှုတွေမရှိတော့ပဲပထမအကြိမ်တုန်းကလွတ်သွားတဲ့နက်ခင်းနေအောင်ကြီးရဲ့နှွေးထွေးမှုအလောက်ကလူတွေရဲ့အပြုံမိသားစုထမင်းဝိုင်းလေးမှာကြုံတွေ့ရတဲ့ပျော်ရွှင်မှုစားတဲ့အသေးစားပျော်ရွှင်မှုတွေကိုခံစားတတ်လာမှာဖြစ်ပြီးဘဝကိုလည်းပျော်ရွှင်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။တင်းကချင်းပြောခဲ့လို့ဘဝရဲ့ပျော်ရွှင်မှုကိုနေ့တစ်နေ့ကိုဒုတိယအကြိမ်ပြန်လည်ဖြတ်သန်းအောင်ခံစားတတ်နေပြီဖြစ်ပြီးဆုံးမသွားပြီဖြစ်တဲ့ဂျင်းကိုလွှမ်းရင်လည်းအခြေုံနောက်ပြန်သွားကစကားပြောလေးရှိပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့မယ်ရီကတတိယကလေးယူကိုတင်းကိုပြောပါတယ်။တင်းကခဏတာတွေးရသွားပြီးစဉ်းစားအောင်မယ်လို့ပြောခဲ့လိုက်ပါတယ်။တကယ်တော့တင်တို့တာတတိယကလေးယူလိုက်ရင်တင့်အနေနဲ့ဂျင်းကိုလွှမ်းနိုင်အချိန်ခီးသွားလို့ရတော့မှမဟုတ်တာကြောင့်တွန်းဆုံနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမိသားစုနဲ့သားသမီးတွေအတွက်ဖခင်ကောင်းတစ်ယောက်ခင်မွန်းကောင်းတစ်ယောက်ဖြစ်ရတဲ့ပျော်ရွှင်မှုကိုဂျင်းလည်းနားလည်မှာဖြစ်တာကြောင့်တတိယကလေးကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ကလေးမွေးမဲ့ညမှာတော့တင်ကဂျင်းစီကိုနောက်ဆုံးအနေနဲ့သွားခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဘာလို့ချင်လဲဂျင်းကိုမေးတဲ့အခါတင်ငယ်ငယ်ကသူနဲ့အတူကမ်းခြေမှာလမ်းလျှောက်ခဲ့တဲ့အမတ်တရအချိန်လေးကိုနေရောက်သားပြန်သွားခဲ့ကြပါတယ်။ကမ်းခြေမှာလမ်းလျှောက်ရင်ညနေခင်းနေဝင်ခြင်းအလောက်ကိုခံစားခဲ့ကြပြီးတင်းကကျေးဇူးတင်ပါတယ်အဖေလို့နောက်ဆုံးအကြိမ်ပြောခဲ့ပါတယ်။တင်းကဘဝကိုပုံမှန်တိုင်းပျော်ရွှင်စွာဖြတ်သန်းနေပြီးကက်သရင်းကလည်းအရက်ပြက်ကဂျေးနဲ့အတူပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်နေပါတယ်။ဘဝကိုပျော်ရွှင်စွာဖြတ်သန်းဖို့အတွက်အတိတ်သို့မဟုတ်အနာဂတ်ကိုသွားနိုင်ခြင်းတွေဆိုတာအဓိကမဟုတ်ပဲယခုလက်ရှိဖြတ်သန်းနေရတဲ့မိနစ်တိုင်းမှာကြုံလာရမယ့်စိုးရိမ်ပူပန်မှုတွေထက်ကိုတန်မိုးထားချစ်မြတ်နိုးရတဲ့လူတွေနဲ့အတူအသေးစားပျော်ရွှင်မှုတွေရာအစားတန်မိုးထားပြီးဘဝကိုဖြတ်သန်းခြင်းကတာပိုရေးကြီးကြောင်းသိသွားတဲ့တင်ကဂျင်းပြောခဲ့တဲ့ဘဝရဲ့ပျော်ရွှင်မှုကိုအချိန်ကုန်နောက်ပြန်သွားစရာမလိုတော့ပဲမယ်ရီနဲ့အတူသူ့ရဲ့လက်ကျန်ဘဝလေးကိုပျော်ရွှင်စွာနေထိုင်သွားပါတယ်။